မာပဲ iconic ဂိုက်တာနှစ်ယောက်ဖြစ်တဲ့ Captain America နဲ့ Wolverine နှစ်ယောက်သာထိတ်တိုက်ဆုံပြီးတိုက်ခိုက်ခဲ့ရင်ဘယ်သူနိုင်လောက်မလဲ comic တွေ animation တွေမှာနှစ်ယောက်သားတင်းရလောက်ခဲ့ဘူးသလိုတိုက်ခိုက်ခဲ့ကြဘူးပါတယ်ဒါပေမဲ့အနိုင်ရှုံးမပေါ်ပဲဘယ်တရားဆက်တကင်းရင်နဲ့ပွဲပြက်တာများပါတယ်အဲ့ဒါကြောင့်သူတို့နှစ်ယောက်သာထိတ်တိုက်ဆုံပြီးပွဲပြီးရဲ့အထိသာတိုက်ခိုက်ခဲ့ကြရင်ဘယ်သူကနောက်ဆုံးအသက်ရှင်ချမ်းခဲ့မလဲဆိုအောင်ဒီဗီဒီယိုမှာပြောမှဖြစ်ပါတယ်နိုင်ရှင်တဲ့နေရာမှာ availability တွေကို live ရှင်အပြင် comic ကိုပါအခြေခံမှာပြည့်စုံမှာဖြစ်ပါတယ်ပထမဦးဆုံး strand ပိုင်းကိုနိုင်ရှင်ပါမယ် Captain America က Super Soldier စီရန်ထိုးထားတဲ့ Super Soldier တယောက်မို့တာမန်လူတွေထက်တိတိတတ်တာကိုပို့တတ်မှာသိချပါတယ် Wolverine ကလည်း strand ပိုင်းမှာတာလွန်တဲ့ mutant တယောက်မဟုတ်ပေမဲ့တော်တော်လေးကိုတတ်မှာပါတယ် Wolverine ရဲ့ strand ကို live ရှင်မှာတေချာမပြတ်ထားဘူးဆိုပေမဲ့ battery မှာရန်သူကိုသူ့ရဲ့လက်သေးတွေနဲ့တွန်းထုတ်ခုတ်ဖြတ်တာတွေကတာမန် strand မဟုတ်ဘူးဆိုတာကိုမြင်သာစေပါတယ်Wolverine ရဲ့အမြင့်ဆုံး strand ဟာ2တန်ထိမနိုင်လောက်အောင်တတ်မှာပါတယ်။ဒါပေမဲ့ Captain America ရဲ့အမြင့်ဆုံး strand ကတော့25တန်ထိကိုမနိုင်ပါတယ်။ Civil War မှာလည်း helicopter တစ်စင်းလုံးကိုလက်နဲ့ဆွဲပြီးတားထားတာကိုအားလုံးမြင်မှုပြီးသားဖြစ်မှာပါ။ဆိုတော့ Captain America က Wolverine ထဲ10သားလောက်ကိုပိုတတ်မှာပါတယ်။ Captain America 1 Wolverine 0နောက်တစ်ခု healing factor ဒီဖြေကတော့ရှင်းပါတယ် Wolverine ပဲနိုင်ရမှာပါ။ Captain America healing ကောင်းတယ်ဆိုပေမဲ့ Wolverine ကိုတော့မမီပါဘူး။တကူလုံးဆုပ်ပြတ်တတ်နေအောင်ဒဏ်ရာရထားရင်တောင် Wolverine က10မိနစ်အတွင်းမှာပြန်ကောင်းပါတယ်။ Captain America 1 Wolverine 1 Number 3 Speed Captain America ပုံမှန်အခြေအနေမှာတာမန်ကားဆိုင်ကယ်တွေထက်ကိုပိုမြန်ပါတယ်။သူ့ရဲ့အမြန်နှုန်းက60 မိုင်ပါhour နှုန်းနဲ့ပြေးနိုင်ပါတယ်။ Wolverine ကတော့30 မိုင်ပါhour နှုန်းနဲ့ပဲပြေးနိုင်ပါတယ်။ Speed ကိုနိုင်ရှိခြင်းထက်ဝက်กว่าနေလို့ Captain America ကိုတတ်မှတ်ပေးပါမယ်။ Captain America 2 Wolverine 1နောက်တစ်ခု weapon နှစ်ယောက်စလုံးမှာ Marvel Universe ရဲ့စွမ်းအားကြီးဆုံး metal တွေဖြစ်တဲ့ Vibranium နဲ့ Adamantium ကိုပိုင်ဆိုင်ထားကြပါတယ်။ ကပ်ရဲ့ Vibranium ရှိကဘယ်လောက်ခိုင်မာလဲဆိုတာကိုအားလုံးသိပြီးသားဖြစ်မှာပါ။ဒါပေမဲ့အဲ့လောက်ခိုင်မာတဲ့ရှိကို Wolverine ရဲ့ Adamantium ကလောတွေနဲ့ဆိုဖြတ်တောက်နိုင်ပါတယ်။တစ်ချက်ခုံနဲ့မပြတ်နိုင်ပေမဲ့အချက်ပေါင်းများစွာခုံရင်တော့နှစ်ပိုင်းပြတ်သွားနိုင်လောက်အောင်ဒီကိုကျန်းပါတယ်။ Wolverine 2 Captain America 2 Number 5 Stamina ကပ်ပြီးတော့ Logan ရော Stamina အရင်ကောင်းတဲ့ hero တွေပါလုံးဝမရမနာပဲ battle ပြီးရဲ့အထိတိုက်နိုင်သူတွေလည်းဖြစ်ပါတယ်။ဒါပေမဲ့ဘယ်သူမှမဆိုဒဏ်ရာရရင်တော့ stamina ကသူ့လိုကျသွားတတ်ကြပါတယ်။အဲ့ဒါကြောင့်မို့ဒီအချက်မှာ Wolverine ကအကတ်ထက်တာမှာပါ။အကြောင်းကတော့ဒဏ်ရာရရင်လည်းခဏအတွင်း Wolverine ကပြန်ကောင်းနိုင်တာမို့ stamina ကပုံမှန်အတိုင်းပဲရှိနေမှာပါ။ Captain ကတော့ဒဏ်ရာတွေရနေဖြည်းဖြည်းချင်း stamina ကျသွားမှာမို့ Wolverine ကပဲအသာစီးရသွားမှာပါ။ဆိုတော့ Wolverine 3 Captain America 2နောက်တစ်ခု agility Captain America က live action မှာရော comic မှာရောတော်တော်လင်းတဲ့ထဲမှာပါပါတယ်။ comic မှာဆိုရင်ကြီးစံတွေကိုရှောင်ပြနိုင်လောက်အောင်အထိကိုလင်းပါတယ်။ live action မှာလည်း crossbone ရဲ့ထိုးချက်တွေ Winter Soldier ရဲ့ဓာချက်တွေနဲ့နောက်ဆုံး Spider-Man ရဲ့ web show ကိုရှောင်ပြနိုင်လောက်အောင်အထိကိုလင်းပါတယ်။ Wolverine ရဲ့ agility ကလည်းမခေဘူးဆိုပေမဲ့အဲ့လောက်လင်းတဲ့ထဲတော့မပါပါဘူး။ feeling တွေနဲ့ချရင်လည်းသူပဲခံရတာများပါတယ်။ feeling factor ကောင်းလို့သာခံစားနေတာပါ။ဆိုတော့ Captain America 3 Wolverine 3နောက်ဆုံးတစ်ခု Combat Skill Captain America က martial တော်တော်များများကိုတက်ပြီးလက်နက်နဲ့ရောလက်နက်မဲ့ရောပါတိုက်ခိုက်တာကိုကျွမ်းကျင်ပါတယ်။ Wolverine ကတော့သူ့ရဲ့ကလောရီနဲ့ပဲကျွမ်းကျင်တိုက်ခိုက်နိုင်တာကြောင့်ဒီအချက်မှာ Captain ရပဲတမတ်ရပါမယ်။ Captain America 4 Wolverine 3 Battle တွင်မှာတော့ Cap ကပဲ Wolverine ကိုခက်ခဲနဲ့အနိုင်ရသွားမှာပါ။ဒါပေမဲ့လည်း what if ဆိုတဲ့ situation တွေရှိတာကြောင့် Cap တစ်ချက်မှာနဲ့ Wolverine ရဲ့ကလောတွေက Captain ရဲ့ခန္ဓာကိုယ်ထဲဝင်သွားမှာပါ။လူကြီးမင်းတို့ရောင်းကုန်ဒါမှမဟုတ်ဝန်ဆောင်မှုတွေကို social media ပေါ်မှာသူများနဲ့မတူပဲဒီဇိုင်းတွေကွဲထွက်ခြင်း Dream Studio ကိုဆက်သွယ်လို့ရပါတယ်။မိတ်ဆွေတို့၏လုပ်ငန်းတွေပုံမှုအဆင်ပြေပြီးမြင်မြင်ဆန်ဆန်လည်ပတ်နိုင်အောင် Dream Studio မှာကူညီပေးနေပါတယ်။နိုဝင်ဘာလမှာဒီဇိုင်းအဲ့တဲ့သူတယောက်ချင်းစီတိုင်းကို 50% လျှော့ပေးမှာမို့အခုပဲဆက်သွယ်လိုက်တော့နော်။